မင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ရောင်းချပေးမယ် G-Shock 9လေးက GA201BA လေးဖြစ်ပါတယ်ခင်ဗျsub တိုင်း3ခွက်နဲ့ analog digital 2မျိုးအသုံးပြုလို့ရမယ်ခင်ဗျဒီကောင်လေးတွေက showroom မှာအသစ်မရှိတော့လို့စက်ရုံကလည်းအသစ်မထုတ်တော့တဲ့ disc ကို new model လေးတွေဖြစ်သွားပါပြီဒီကောင်လေးတွေကလူကြိုက်များတဲ့ series တွေဖြစ်ပါတယ်ဒီကောင်တွေက steel bezel ကိုrose gold နဲ့လာတယ် gold နဲ့လာတယ်ဒီလို all black ကိုfont color မျိုးစုံနဲ့လာပါတယ်ခင်ဗျဒီကောင်လေးက all black bezel ကိုsky blue color လေးနဲ့ဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက watch only ကို 97% အသက်ပိုးကားပါပြီး358,000ကျပ်ဖြစ်ပါတယ်ကျွန်တော်နိုင်ဒီအားလုံးရေဆိုရေစိမ်း12ဘက်ထရီ6လအာမခံပေးထားပါတယ်ခင်ဗျဒီနိုင်လေးကိုပတ်လက်ပုံကိုကျွန်တော်အသေးစိတ်ဗီဒီယိုရဲ့နောက်မှာထည့်ပေးထားပါမယ်ဒါကတော့အခုလက်ရှိနောက်တွင်းလေးပတ်လက်ပုံပေါ့နော်ကျိုးလေးတွေကတော့ဒီလိုမျိုးအကျန်းခံမှုကိုဦးစားပေးပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်ဒီနိုင်ကိုရောင်းချပေးမယ်ဈေးနှုန်းလေးကပိုးကပါအပြီး358,000ကျပ်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ရှိမှာဝေကြိုလွဲဝယ်နိုင်ပါတယ် COD မရသေးပါဘူးခင်ဗျာမြန်မာပြည်တစ်ပြည်လုံးကို right expert delivery ကားဂိတ်နဲ့ပို့ဆောင်ပေးပါတယ်ခင်ဗျကြည့်ပေးတာကျေးဇူးပါဗျ